Hi guys, welcome back to Gilead Podcast episode 4. This episode will be about parenting, and we have Gap here. He will be sharing and breaking down key points over what parentings and the importance of parentings. Can you introduce yourself? Okay, ကျွန်တော်နာမည်ပေါင်းကန်ကပ်လို့ခေါ်ပါတယ်ကိုကပ်လို့ခေါ်နိုင်ပါတယ်ကျွန်တော်က LPC Licensed Professional Counselor တယောက်ဖြစ်တယ်လို့ audition နဲ့ပတ်သက်ပြီးတော့ကျွန်တော်အထူးပြုလက်မှတ်ကိုလည်းရထားပါတယ်ကျေးဇူးတင်ပါတယ် Okay, so we're going to go ahead and get started. Can you tell me why is parenting important? Okay, ဒီ parenting လို့ခေါ်တဲ့ဒီမိဘအုပ်ထိန်းမှုပေါ့နော်အဲ့တော့ဒါကဘာကြောင့်အရေးကြီးတယ်လဲဆိုရင်ကျွန်တော်တို့ဒီအာဖရိကစကားပုံတစ်ခုရှိပါတယ်အဲ့ဒီမှာဘာပြောတယ်လဲဆိုရင် it takes a village to raise a child ကျွန်တော်တို့ဒီကလေးတယောက်ကိုလူသားမြောက်အောင်ပြုစုပြောင်းတို့အတွက်ကျွန်တော်တို့ဒီရွာတရွာမျှတော့အရင်အမြင့်လိုအပ်ပါတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့မိဘတွေအနေနဲ့ကလေးတယောက်ဘယ်နေရာမှာဘယ်ဝန်းကျင်မှာကျွန်တော်တို့လူသားမြောက်ခွင့်ပေးမလဲဆိုတဲ့ຢာဆုံးဖြတ်တဲ့ຢာကကျွန်တော်မိဘတွေရဲ့တာဝန်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ parenting လို့ပြောတဲ့အခါမှာမိဘနဲ့သားသမီးကြားကဆက်နွယ်မှုအားလုံးပါဝင်ပတ်သက်နေပါတယ်။အဲ့တော့ကျွန်တော်တို့ပညာရှင်တွေကသူတို့သူတည်နာပြုတဲ့အခါမှာမိဘတွေကသားသမီးနဲ့သူတို့ရဲ့အချိန်ယူမှုက9နာရီနဲ့10နာရီကြာရှိပါတယ်အဲ့ချိန်မပါဘူးပေါ့နော်ဒါကြောင့်မလို့ကလေးနဲ့မိဘကြားမှာဆက်နွယ်မှုကအရင်အရေးကြီးတဲ့အတွက်ကြောင့်မလို့ကလေးတွေရဲ့ဒီခန္ဓာစိတ်ဝိညာဉ်တိုးတက်ဖို့အတွက်မိဘအုပ်ထိန်းမှုကအရင်အရေးကြီးပါတယ် And how would you describe the 4 parenting styles? ဟုတ်ကဲ့ကျွန်တော်တို့ဒီ parenting လို့ခေါ်တဲ့မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့၄မျိုးရှိပါတယ်အကြံပြင်းအားဖြင့်ပေါ့လေပထမတစ်ခုကတော့ကျွန်တော်တို့ authoritarian လို့ခေါ်တဲ့အာဏာရှင်ဆန်ဆန်အုပ်ထိန်းမှုနောက်တစ်ခုကကျတော့ authoritative လို့ခေါ်တဲ့ကျွန်တော်တို့ဒီလွတ်လပ်မှုနဲ့စီကံကိုမျှတစွာအုပ်ထိန်းမှုနောက်တစ်ခုကကျတော့ permissive လို့ခေါ်တဲ့ကျွန်တော်တို့ဒီလွတ်လပ်စွာပေါ့နော်လွတ်လပ်ကိုရမ်းပေးတဲ့အုပ်ထိန်းမှုနောက်တစ်ခုကတော့ကျွန်တော်တို့ uninvolved လို့ခေါ်တဲ့ဒီကလေးကိုအလိုလိုက်တွန်းသောအုပ်ထိန်းမှုပေါ့နော်အဲ့တော့ဒီအုပ်ထိန်းမှု၄ခုကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့မှာဒီတစ်ခုအသုံးပြုလိုက်ခြင်းအပြင်နောက်ဆက်တွဲအကျိုးပေါ့နော်အဲ့ဒါတွေကရှိပါတယ် permissive ကဘာလဲဆိုရင်ကျွန်တော်တို့သူကနှွေးထွေးမှုတော့ရှိတယ်နောက်ပြီးတော့ကလေးစီကအတန်ကိုလည်းပြန်နားထောင်တယ်နောက်သူ့မှာစီကံတို့ရဲ့တိတိပပမရှိဘူးနောက်ပြီးတော့အလိုလိုက်လွန်းတယ်အဲ့တော့ဒီလိုကလေးတွေကကြီးလာတဲ့အခါမှာဘာဖြစ်တယ်လဲဆိုရင်သူတို့မှာ impulsive behavior လို့ခေါ်တဲ့သူတို့စိတ်လိုလက်ရလှုပ်တတ်တဲ့အမှုကျင့်တွေရှိလာတယ်နောက်ပြီးတော့ egocentric သူတို့မှာကတကူကောင်းဆန်တယ်နောက်ပြီးတော့ねသူတို့မှာဒီ social skill လို့ခေါ်တဲ့လူမှုဆက်ဆံရေးနဲ့ပင်မှာအရင်အားနဲ့တွားတတ်တယ်နောက်တစ်ခုကတော့သူတို့ကဒီတငယ်ချင်းပဲဖြစ်ဒီအသက်ကြီးလာတဲ့ခါမှာဇနီးမယားခင်ပွန်းနဲ့ပေါ့နိဆက်ဆံရေးကကျွန်တော်တို့အစစ်မပြေတာကိုတွေ့ရတယ်နောက်တစ်ခုအနေနဲ့ဒီ neglectful လို့ခေါ်တဲ့အလေးမထားဘူးပေါ့နော်ကျွန်တော်တို့ကိုရေးမဆိုင်ဘူးဒါမျိုးအုပ်ထိန်းမှုအပြင်ကြီးလာတဲ့လူတွေကကျွန်တော်တို့စိုးသွမ်းလူငယ်တွေဖြစ်လာတယ်နောက်ပြီးရတယ်ကျွန်တော်ဆေးဝါးနဲ့ဒီအရက်သေးစာအလွဲသုံးစားမှုတွေသူတို့လှုပ်လာတတ်ကြတယ်အဆိုးဆုံးကတော့သူတို့ suicide လို့ခေါ်တဲ့သူတို့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းထိသူတို့လှုပ်ဆောင်လာတာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော် authoritarian အာဏာရှင်ဆန်ဆန်ပေါ့လေအာဏာရှင်ဆန်ဆန်အုပ်ဆိုးမှုကကြတော့ကျွန်တော်ဗာလဲဆိုရင်လုံးဝအုပ်တုံစကားနားထောင်မယ်ဆိုတဲ့ဟာကမိဘတွေရဲ့တောင်းဆိုချက်ဖြစ်တယ်ကလေးဘက်ကပြန်ပြီးတော့တုံ့ပြန်တဲ့ဟာကိုသူတို့နားမထောင်ဘူးဒီလိုကလေးတွေကသူတို့ဒီပညာရေးမှာအရင်အားနေသွားတာကိုတွေ့ရတယ်မိမိကို self esteem လို့ခေါ်တဲ့မိမိကိုအထင်ကြီးစိတ်ဒါတွေကလည်းသူတို့မှာအားနေတာတွေ့ရတယ်နောက်လူမှုဆက်ဆံရေးလည်းမကောင်းဘူးနောက်ပြီးတော့ခုနလိုစိုးသွမ်းလူငယ်တွေဖြစ်လာနိုင်တယ်လို့နောက်ပြန်အရက်သေးစာကိုလည်းသူတို့တောက်သုံးဖို့အလားအလာရန်ရှိပါတယ်အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော် authoritative လို့ခေါ်တဲ့ဒီစီကံနဲ့ပေါ့နော်စီကံရဲ့နောက်ပြီးတော့ကျွန်တော်အလိုလိုက်မှုပြောမလားဒါကိုမျှမျှတတ
သုံးဆွဲတတ်တဲ့အုပ်ဆုံးမှုကြတော့အကောင်းဆုံးဖြစ်တယ်ဒီလိုကလေးတွေကြတော့ဘယ်လိုဖြစ်လာလဲဆိုရင်ပြောပညာရေးမှာလည်းသူတို့ကအားကောင်းတယ်ပြီးတာနဲ့သူတို့ကိုသူတို့ self esteem မိမိကိုချစ်ခင်တဲ့စိတ်ဒါမှမဟုတ်မိမိကိုထင်ကြီးတဲ့စိတ်ဒါတွေကသူတို့မှာအများကြီးရှိတယ်နောက်ပြီးတာနဲ့ social skill ကောင်းလာတယ်နောက်ပြီးတော့ပြစ်မှုကျူးလွန်တဲ့ဟာပဲဖြစ်ဖြစ်စိုးသွမ်းတဲ့အလားလာကတော်တော်နည်းတာကိုတွေ့ရပါတယ် So, can you explain the stages of parenting as a child grow? ဟုတ်ကဲ့ကျွန်တော်တို့ဒီ parenting မှာပေါ့เนาะကျွန်တော်တို့ဒီအဆင့်၄ဆင့်ရှိပါတယ်ဒါကကျွန်တော်တို့ဒီကလေးကိုဗဟိုပြုပြီးတော့ကျွန်တော်လေ့လာတာပေါ့เนาะပထမဦးကတော့ကျွန်တော်တို့မွေးကင်းစကနေပြီးတော့အသက်9နှစ်ထိဒီကာလမှာကျွန်တော်တို့ဒီစီကံပိုင်းကိုကျွန်တော်တို့စပြီးတော့အုံမြင့်ချဖို့လိုပါတယ်ဒီအရွယ်မှာကကျွန်တော်တို့ဒီတေချာတဲ့တိတိပပရှိတဲ့ကျွန်တော်တို့ဒီစီကံတွေတော့၎င်းနောက်ပြီးတော့လည်းကျွန်တော်စီမင်းစီကံတွေကိုကျွန်တော်တို့ကဒီဇိုင်းမတ်မတ်ထားပြီးတော့သူတို့ကိုသင်ပေးရမယ်ထို့တူနောက်လူကြီးသူမဆရာဆရာမကိုလည်းကျွန်တော်လေးစားတတ်ဖို့ကျွန်တော်သင်ပေးရမယ်ဒီအချိန်ကသူတို့ရဲ့ကျင့်စရိုက်တော်၎င်းနောက်ပြီးတော့လည်းသူတို့စီကံလိုက်နာတတ်ဖို့အတွက်ကျွန်တော်အုံမြင့်ချပေးတဲ့အချိန်ဖြစ်ပါတယ်နောက်ကျွန်တော်အသက်9နှစ်ကနေ7နှစ်ကတော့ကျွန်တော်လေ့ကျင့်ပေးခြင်းပေါ့နော်ဒီကာလမှာကလေးတွေကကြီးလာတယ်9နှစ်ကနေစပြီးတော့သူဘာကိုမေးတယ်လဲဆိုရင် why လို့ခေါ်တဲ့အကြောင်းအရာတစ်ခုခုရဲ့နောက်ွယ်ကအကြောင်းရင်းကိုသူတို့အရင်မေးလေးရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကသူတို့ကိုတေးသေးချာချာကျွန်တော်တို့အကြောင်းရင်းကိုကျွန်တော်တို့တေချာရှင်းပြပေးရမယ်ဒီအချိန်မှာကျွန်တော်တို့သူတို့ကိုကိုဖိရင်ဖိပေါ့လေကျွန်တော်တို့သူတို့ကိုလေ့ကျင့်ပေးခြင်းလှုပ်ခြင်းအဖြစ်သူတို့ရဲ့ဒီလောကအမြင်တော်၎င်းသူတို့ရဲ့ဒီအရာတစ်ခုကိုကျွန်တော်တို့တိလိုစိတ်ကိုကျွန်တော်တို့ဒီလိုအားဖြင့်ကျွန်တော်တို့လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီအသက်12နှစ်ကနေ16နှစ်ထိဒီကာလကိုကျွန်တော် coaching နီးပြပေးခြင်းပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့သင်ကြားပေးရမှာဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ခုနအသက်9နှစ်ကနေပြီးတော့ကျွန်တော်တို့12နှစ်ကာလပုံစံတိုင်းမဟုတ်တော့ပဲねနည်းနည်းလေးကျွန်တော်မိဘကနည်းနည်းလေးနောက်ဆုတ်ပြီးတော့သူတို့ကိုကျွန်တော်တို့ကလမ်းပြပေးရမယ်ဒီနေ့အဖြစ်တော့နီးပြပေးရမယ်ဒီအချိန်မှာကကျွန်တော်တို့ကဘာကိုအဓိကထားရမလဲဆိုတော့ခုနလိုအမှားအမှန်ကိုကျွန်တော်တို့ပြုပြင်ပေးခြင်းထက်ကျွန်တော်သူတို့နဲ့ connection ဆက်သွယ်မှုကောင်းဖို့ဒါကိုကျွန်တော်တို့ဗဟိုပြုပေးရမယ်နောက်ပြီးတော့ねသူတို့ကိုသူတို့ဟာသူတို့ဆုံးဖြတ်တတ်ဖို့ရယ်သူတို့အမှားကနေပြန်ပြီးတော့သင်ယူတတ်အောင်ကျွန်တော်သင်ပေးရမှာဖြစ်ပါတယ်နောက်အဆင့်၄အနေနဲ့ကတော့ကျွန်တော်အသက်16နှစ်ကနေပြီးတော့နောက်ပိုင်းပေါ့လေဒီအချိန်မှာကကျွန်တော်တို့ခုနလိုသားသမီးနဲ့အဖေမေဆက်ဆံရေးရနေပြီးတော့ကျွန်တော်တို့တငယ်ချင်းဆက်ဆံရေးကိုကျွန်တော်တို့သွားအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကသူတို့ငယ်စဉ်တုန်းကလိုနီးပြတဲ့ပုံစံမဟုတ်တော့ဘဲနဲ့ဒီနေရာမှာကျတော့ညွန်ပြသူ mentor ဆိုတဲ့သဘောမျိုးရဲ့နောက်ပြီးတော့လည်းအကြံပေးသူယုံကြည်ရတဲ့အကြံပေးသူအနေအထားမျိုးကျွန်တော်တို့ယူရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့သူတို့ရဲ့ကိုအားကိုးတတ်တဲ့စိတ်ဒါကိုကျွန်တော်တို့တုံ့တင်ပေးရမှာဖြစ်တယ်လို့ကျွန်တော်အရေးကြီးဆုံးတစ်ခုကဘာလဲဆိုရင်ကိုယ့်ရဲ့မိဘဖြစ်ခြင်းဒီအခွင့်အာဏာကိုကျွန်တော်တို့ကင်ဆွဲထားဖို့ဒါကိုမမေ့ဖို့အရင်အရေးကြီးပါတယ် Okay. So, can you explain what is 7-7 rule of parenting in parenting? ကျွန်တော်ခွန်၃လုံးပေါ့နော်ခွန်နိယာမparenting နဲ့ပတ်သက်ပြီးတော့ဒီနိယာမမှာကကျွန်တော်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့မိဘနဲ့သားသမီးကြားမှာဆက်နွယ်မှုပေါ့နော်ဒါကိုခွန်၃လုံးအနေနဲ့ကျွန်တော်အလွယ်မှတ်လို့ရပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ကြီးထွားတဲ့ခန္ဓာစိတ်ဝိညာဉ်ပေါ့နော်ဒီကြီးထွားတဲ့ဟာအဆင့်ကိုကျွန်တော်တို့ဒီခွန်၃လုံးနဲ့ကျွန်တော်တို့လေ့လာနိုင်ပါတယ်ပထမခွန်၃လုံးကဘာလဲဆိုရင်ကျွန်တော်တို့7 minutes in the morning ဆိုလိုချင်တာကတော့မနေ့ကလေးတွေကြောင်းမသွားခင်မှာပြန်ပြန်အားဖြင့်ကျွန်တော်တို့အနည်းဆုံး9မိနစ်လောက်သူတို့နဲ့စကားစမြည်ပြောရမယ်ပြီးတာနဲ့သူတို့ကိုချီးမွမ်းခြင်းတော်၎င်း9မိနစ်အနည်းဆုံးကျွန်တော်တို့ဆက်သွယ်မှုပြုရမယ်နောက်ဒုတိယ9ကြတော့ကျွန်တော်တို့လောက်ကပြန်သည်ဖြစ်စေသူတို့ကျောင်းကပြန်လာသည်ဖြစ်စေကျွန်
ကျွန်တော်9မိနစ်တာသူတို့တနေ့ဘာတွေလုပ်ခဲ့လဲစသဖြင့်သူတို့ကိုနဲ့ကျွန်တော်တို့စကားစပြီးပြောခြင်းအပြင်ကျွန်တော်တို့သူတို့နဲ့ဆက်သွယ်မှုပြုရမယ်နောက်ဆုံး9ကတော့ဘာလဲဆိုရင်7 minutes before bedtime လို့ခေါ်ပါတယ်သူတို့အိပ်ယာမဝင်ခင်မှာကျွန်တော်တို့သူတို့နဲ့အချိန်ယူပြီးတော့ကျမ်းမြတ်9မိနစ်လောက်ပေါ့နော်သူတို့နဲ့စာတူတူဖတ်ခြင်းတော်၎င်းစကားသမီးပြောခြင်းဒါတွေကိုကျွန်တော်လုပ်ရမှာဖြစ်ပါတယ်ဒါက7 rules of parenting လို့ခေါ်တဲ့အရာတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်ဒီသူတို့ရဲ့ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးတော့ခွန်3လုံးပေါ့လေအဲ့တော့ရေဘူးရအဖြစ်ကျွန်တော်မွေးကင်းစကနေပြီးတော့အသက်9နှစ်ထိကကျွန်တော်တို့ play period သူတို့ဒါ play period လို့ခေါ်ပါတယ်သဘောကတော့သူတို့တင်ယူခြင်းကိုလုပ်တဲ့အခါမှာကစားခြင်းအဖြစ် play ကစားခြင်းအဖြစ်သူတို့လှုပ်ဆောင်တာဒါကိုဆိုလိုချင်တာဖြစ်ပါတယ်။နောက်ဒုတိယသက်9နှစ်ကနေပြီးတော့14နှစ်တော်တွင်ကတော့ကျွန်တော် teaching phase ဒီကာလမှာသူတို့ကိုကျွန်တော်တက်နိုင်သမျှကျွန်တော်သင်ကြားပေးရမှာဖြစ်တယ်။အသက်14နောက်ဆုံး9မိနစ်သက်14ကနေပြီးတော့22နှစ်ထိဒီကာလမှာတော့ကျွန်တော် advisory period အကြံပေးခြင်းအဖြစ်သူတို့နဲ့ကျွန်တော်ဆက်သွယ်မှုပြုရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီ777 principle ရဲ့ခွန်3လုံးနိယာမရဲ့ဆိုလိုရင်းဖြစ်ပါတယ် Okay, and can you also add on what is a parenting pyramid? ကဲ parenting pyramid လို့ကျွန်တော်ပြောတဲ့အခါမှာဘာလဲဆိုရင်ကျွန်တော်တို့မိဘအုပ်ထိန်းမှု parenting လို့ပြောလိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာရှိတာကကလေးကိုကျွန်တော်တို့ကသွန်သင်ဆုံးမမယ်အမားမှန်ကျွန်တော်တို့ကပြုပြင်ပေးမယ်လို့ဆိုရဲ correction ဒါကိုကျွန်တော်ဗဟိုပြုတတ်ပါတယ်အဲ့တော့ parenting မှာကဒီ pyramid ဆိုတာကျွန်တော်တို့ဒီကြော့ပုံလေးပေါ့လို့ပေါ့နော်ဒီ correction ဆိုရဲကျွန်တော်တို့ဟာကထိတ်ကအပိုင်းလောက်ပဲရှိပါတယ်တကယ်လို့များခမည်းကလေးကိုသင်ကြားလိုက်လို့အဆင်မပြေဘူးဆိုရင်ဘာကိုကြည့်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ငါဘလို့ကျွန်တော်ကျမဘလို့သင်ပေးတယ်လဲဆိုတော့သင်ကြားခြင်းနီလန်ကိုပြန်ကြည့်ပါဝေဖန်သုံးသပ်ပါတကယ်လို့များခမရဲ့ teaching method ခမရဲ့သင်ကြားမှုနီလန်ကအဆင်မပြေဘူးလို့ယူဆတယ်ဆိုရင်ခလေးနဲ့မိဘကြားသင်နဲ့သင်ရဲ့သားသမီးကြားကဆက်နွယ်မှုကိုပြန်ပြီးတော့ဆန်းစစ်ပါအဲ့ဒါမှအဆင်မပြေဘူးဆိုရင်ခမရဲ့အမျိုးသမီးတော်၎င်းခမရဲ့ခင်ပွန်းတော်၎င်းဒီကြားတွေကခလေးကိုအုပ်ထိန်းမှုပြုတဲ့ပုံကိုယ်တွေကြားတွေကဆက်နွယ်မှုကိုပြန်ပြီးတော့လေ့လာဆန်းစစ်ပါအဲ့ဒါမှအဆင်မပြေဘူးထင်ပြီးတယ်ဆိုရင်နောက်ဆုံးကိုယ့်ရဲ့ well being ကျွန်တော်ကျမစိတ်ခန္ဓာဝိညာဉ်အဆင်ပြေနေသလားကျန်းမာနေသလားဒါကိုပြန်ဆန်းစစ်ပါဒါကိုကျွန်တော်တို့ parenting pyramid လို့ခေါ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်ခလေးကို correction လုပ်တာက parenting ရဲ့တင်းငယ်တဲ့အစိတ်ပိုင်းလေးပါကျန်တာအားလုံးကကျွန်တော်တို့ခုနကျွန်တော်ပြောသွားတဲ့အရာအားလုံးကိုစမ်းစစ်ဖို့လိုတယ်ဆိုတာကိုပြောချင်ပါတယ် Can you leave us with some important things to remember about parenting? ဟုတ်ကဲ့ကျွန်တော်တို့ဒီ parenting မိသားသမီးကိုကျွန်တော်တို့အုပ်ထိန်းမှုပြုတဲ့အခါမှာမှတ်သားမဲ့ခေါင်းထဲမှာရှိနေရမယ့်ကဘာလဲဆိုရင်ကျွန်တော်တို့ဒီသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘာနဲ့တူတယ်လဲဆိုရင်ခလေးနဲ့ပေါ့နော်ကျွန်တော်ဘောလုံးပြစ်တန်းကစားတာနဲ့တူပါတယ်ဘောလုံးကကျွန်တော်တို့နှစ်ယောက်ကြားတဲ့နှစ်ဦးကြားတဲ့ကပြောဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ကျွန်တော်စဉ်းစားကြည့်လိုက်ပါခလေးနဲ့ကျွန်တော်ဘောလုံးကစားတယ်ခမအကြာကြီးဆွဲထားရင်ခလေးကကစားဖို့စိတ်ပါတော့မှာမဟုတ်ဘူးခမဘောလုံးကိုခလေးစီကိုသူခံနိုင်တဲ့လက်ခံနိုင်စွမ်းတဲ့ပို့ပြီးတော့အားပြင်းပြင်းနဲ့ပြစ်လိုက်ရင်သူအဲ့ဒါကိုမဖမ်းနိုင်ပဲနဲ့တို့တော်၎င်းနာကျင်မှုခံစားပြီးတော့ခမနဲ့စကားပြောချင်မှာမဟုတ်တော့ဘူးအဲ့တော့ဒီသဘောတရားပါပဲကျွန်တော်တို့သူခံနိုင်မဲ့သူပြန်ပြီးတော့ပြန်တုံ့ပြန်လာနိုင်မဲ့အနေထားနဲ့ဘောလုံးကိုပြစ်ပေးပါအဲ့တော့ကျွန်တော်ကလေးနဲ့သားသမီးကြားမှာဆက်ဆံရေးကဘောလုံးကစားတဲ့တန်းကစားတယ်လို့ပါပဲဒါကပထမအချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုရင်ခလေးကိုတခုခလေးပြောတဲ့အခါမှာခမရဲ့တကိုယ်လုံးနဲ့ listen with your whole body ခန္ဓာကိုယ်တစ်ခုလုံးနဲ့နားထောင်ပါပထမဆုံးကျွန်တော် brain
ကျွန်တော်တို့အုံနောက်သူဘာပြောနေတယ်လဲငါဘလို့ပြန်တုံ့ပြန်မလဲဆိုတဲ့အကိုအုံနောက်နဲ့စဉ်းစားပြီးတော့နားထောင်ပါမျက်လုံးကလည်းသူ့ကိုစိုက်ကြည့်နေပါနောက်နားကလည်းကျွန်တော်တို့နားထောင်နေပါပါဇက်ကိုလည်းလှုပ်မနေပါနဲ့နောက်ကျွန်တော်တို့ရဲ့နှလုံးသားနဲ့သူရဲ့ပြောတဲ့စကားကိုနားထောင်ဖို့လိုပါတယ်နောက်ကျွန်တော်နေပုံထိုင်ပုံလက်အနေထားချက်တော့အစကျွန်တော်တို့သူစိတ်ဝင်စားအောင်ကျွန်တော်နေတတ်ထိုင်တတ်ဖို့လိုပါတယ်ဒါကကျွန်တော်တို့ခလေးနဲ့စကားပြောတဲ့အခါမှာသားသမီးနဲ့စကားပြောတဲ့အခါမှာတကိုယ်လုံးနဲ့နားထောင်ဖို့ပါတတိယအနေနဲ့ကတော့ကျွန်တော်ဗာပြောချင်တယ်လဲဆိုရင်parenting လုပ်တဲ့ခါမှာကျွန်တော်တို့လိုက်နာရမယ့်စီကံ၅ခုနေရာမှာ၅ခုပြောချင်ပါတယ်ပထမတစ်ခုကတော့ခလေးကစိုးလက်ခံနိုင်ပွဲမရှိတဲ့အမူကျင့်ပြနေပြီဆိုရင်သူ့ထဲမှာတစ်ခုခုပေါ့နော်သူခံစားချက်တစ်ခုခုကအစင်မပြေဘူးဆိုတော့ကျွန်တော်မှတ်ရမယ်ပြီးတော့ ਨੇ ခလေးကခမားကိုလေးစားမှုပြစေခြင်းတလို့ခမားလည်းအဲ့ဒီတိုင်းပဲသူ့ကိုစာနာမှုထားပြီးတော့ခမားလည်းခလေးပေါ်မှာလေးစားမှုပြပါနောက်နံပါတ်3ကတော့ never punish your child for their feelings လို့ခေါ်တယ်ခလေးခံစားနေတာတခုခုသူအစင်မပြေတဲ့အခါမှာသူရဲ့မူကျင့်အစင်မပြေတဲ့အခါမှာသူရဲ့ခံစားမှုအစင်မပြေလို့ဖြစ်ပါတယ်ဒီအတွက်ကြောင့်မို့သူ့ကိုပြစ်ဒဏ်မပေးပါနဲ့သူ့ကိုမေးပါဘယ်လိုခံစားရလဲဆိုတာနောက်ပြီးတော့သူရဲ့ခံစားချက်ကိုပြောပြတတ်အောင်ကျွန်တော်တို့ကလမ်းဖွင့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့သူကိုယ်တိုင်လှုပ်နိုင်တယ်ဆိုတော့ခံစားမှုမျိုးစိတ်ချယုံကြည်ခြင်းမျိုးရနိုင်အောင်ကျွန်တော်တို့ကသူတို့ကိုနှုံးနဲ့အားပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ခမည်းမှတ်ထားမှာကသားသမီးတွေကကျွန်တော်တို့အမှုကျင့်ဆိုးလေသူတို့ရဲ့ခံစားချက်ကလည်းပုံမဆိုးဝါးလေဆိုတာကိုမှတ်ထားဖို့လိုပါတယ်ကျေးဇူးတင်ပါတယ် Thank you so much, Gav. And if you guys have any more questions about parenting and you want to learn more, you can leave comments down below, or you can reach out to us on our website at gileadcounselingcenter.com. And again, thank you, Gav, for sharing those insights and valuable things about parenting. I think it's very important for parents to know and also for kids to understand your parents more. So thank you guys so much for watching, and I'll see you guys on the next episode.